အခုတစ်ခါမှာတော့မတမနီးယားပြိုင်ပွဲလူမျိုးတခြားသောအိုလံပစ်ပြိုင်ပွဲတွေမှာမျိုးမေးတဲ့မေးခွန်းပရိုကိုကျွန်တော်လေ့လာကြည့်ရအောင်เนาะဒီမေးခွန်းရဲ့ level လေးကတော့ upper secondary level မေးခွန်းမျိုးစားလေးပဲဖြစ်ပါတယ်ကြည့်လိုက်ရအောင်เนาะမေးခွန်းလေးကို the number in the following figure are written according to in pattern what should be written instead of the question mark အောက်ဖော်ပြပါပုံတွင်တဲ့ကိန်းများကိုတဲ့ဆက်ဆက်မှုတစ်ခုဖြစ်နေစီစဉ်ရေးသားထားပါတယ်တဲ့သို့ဆိုရင်တဲ့ question mark နေရာမှာတဲ့ဖြစ်ရမည်ကိန်းကိုရွေးပါတယ်ဒါကတော့ကျွန်တော်တို့Olympics တင်ချလူမျိုးပေါ့เนาะတခြားသော competition match တွေကိုတင်မှုတဲ့ကျောင်းသူကျောင်းသားဆိုကျွန်တော်သိပါတယ်ဘလို့ခေါင်းစဉ်အမျိုးအစားတွေကလည်းဆိုတော့ကျွန်တော်တို့ pattern ဆိုတဲ့ခေါင်းစဉ်အမျိုးအစားတွေကနေပါတဲ့ဟာမျိုးပေါ့เนาะ pattern တွေကဘယ်လိုမျိုးမေးခွန်းနေလဲဆိုတော့ pattern တွေဆိုတာကျွန်တော်တို့ကိန်းတွေပဲဖြစ်ဖြစ်အခုလိုမျိုးမြင်ရတဲ့เนาะဒီလိုမျိုးတိဆောက်ပုံလေးတွေပဲဖြစ်ဖြစ်တစ်ခုနဲ့တစ်ခုဆက်ဆံမှုတစ်ခုနဲ့တိဆောက်ထားတဲ့ဆက်ဆံမှုတစ်ခုနဲ့ဖော်ပြထားတဲ့ကိန်းတွေဖြစ်တယ်ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ကအခုလို pattern ဖော်ပြမှုမျိုးမှာကျွန်တော်တို့ကဘယ်လိုမျိုးတိဆောက်ထားတယ်လဲဆိုများသောအားဖြင့်အခြေခံအားဖြင့်ကတော့အဲ့ကိန်းတွေဒီတစ်ခုနဲ့တစ်ခုကြားမှာပေါင်းခြင်းပေါင်းမယ်ဒါမှမဟုတ်ဘူးဆိုလဲနှုတ်ခြင်းလဲနှုတ်မယ်ဒါမှမဟုတ်ဘူးဆိုလဲမြောက်ခြင်းမြောက်မယ်ဒါမှမဟုတ်ဘူးဆိုရင်စားမယ်ပေါ့တနည်းအားဖြင့်ပြောမယ်ဆိုတော့အခြေခံအပေါင်းအနှုတ်အမြောက်စားတွေကိုတစ်ခုတည်းအနေနဲ့သုံးခြင်းနဲ့သုံးမယ် rotate လက်ပြီးတော့သုံးခြင်းသုံးသွားတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါဆိုကျွန်တော်တို့ကဒီမှာဆိုရင် question mark ကဘယ်မှာတော့ question mark နေရာလေးကဒီမှာဒီနားလေးမှာဘာကိန်းဖြစ်ရမှာလဲလို့မေးထားတာအဖြေကိုလည်းပေးထားပြီးသားပါ A B C D E အဲ့ A B C D E တွေကတစ်ခုခုပဲဖြစ်တယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့ကြည့်လိုက်ရအောင်အပေါင်းနဲ့များဆက်ဆက်နေသလားကြည့်လိုက်ရအောင်ကျွန်တော်တို့ဘယ်လိုဆက်ဆက်နေတုံးပေါ့နော်အပေါင်းနဲ့များဆက်ဆက်နေသလားဆိုကျွန်တော်တို့ကြည့်အပေါင်းဆိုရင်တော့ crossing ပေါင်းကြည့်လိုက်မယ်ပေါ့နော်6နဲ့4နဲ့ပေါင်းမယ်အလဲကိန်း73ရတယ်ဒီဘက်ကလည်း8နဲ့5နဲ့ပေါင်းမယ်အလဲကိန်း73ရတယ်ဒါဆိုရင်ဒါကဟုတ်သားပဲဒီလို pattern လေးပါပေါ့ဒါဆိုအဲ့လို pattern လို့ပြောလိုက်ပြီဆိုရင်ကိန်းအားလုံးတိဆောက်ပုံတိုင်းတော့အဲ့ဒီလို pattern လေးဖြစ်နေရမှာတခုတည်းအတွက်မှန်ယုံနဲ့ကျွန်တော်တို့က pattern လို့သုံးလို့မရဘူးဒါဆိုနောက်ဟာကြီးစမ်းစစ်ကြည့်ရအောင်2နဲ့3နဲ့ပေါင်းလိုက်မယ်9တဲ့အဲ့ဆိုမရဘူး9နဲ့6နဲ့ပေါင်းရင်လည်း9အလဲကိန်းရမှာဆိုတော့မရဘူးဒါဆိုရင်ကျွန်တော်ပြောတယ်ပေါင်းခြင်းဆိုတဲ့ pattern ပေါ့နော်အပေါင်းနဲ့ဟာမဟုတ်တော့ပါဘူးပေါ့နော်အပေါင်းမဟုတ်တော့ဘူးဒါဆိုရင်ကျွန်တော်တို့ဘာလေးနဲ့စဉ်းစားကြည့်မလဲပေါ့အဲ့လိုမျိုးတစ်ခုမို့တစ်ခုနဲ့ကျွန်တော်တို့လှည့်ပတ်ပြီးစဉ်းစားကြည့်တယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာတော့ဘယ်လိုလေးသွားတယ်လဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်ပါဘယ်လိုမျိုးလဲဆိုတော့ကြတော့ကျွန်တော်တို့ဒီအပေါ်ကနှစ်ခုမြောက်ချင်းတွေကနေပြီးတော့အောက်ကနှစ်ခုမြောက်ချင်းကိုနှုတ်ပေးလိုက်ရရင်အလဲကိန်းရတယ်ဆိုတဲ့ pattern လေးနဲ့သွားထားတာပဲဖြစ်ပါတယ်ဒါဆိုရင်ကိန်းတိုင်းအားလုံးကိုဟုတ်လားမဟုတ်ဘူးလားဒီပုံစံ pattern လေးတိုင်းဟုတ်လားမဟုတ်ဘူးလားဆိုတော့ချိန်ညှိကြည့်လိုက်ရအောင်မြောက်ကြည့်တော့65လီ4565လီကျွန်တော်တို့ဘယ်လောက်လဲဆိုတော့ကြတော့45အဲ့45တွေကနေပြီးတော့ကြတော့ကျွန်တော်တို့ရှစ်လေးလီ32ဆိုတဲ့ကောင်ကိုနှုတ်လိုက်တယ်ဒါဆိုရင်ဘယ်လောက်ရတယ်လဲပေါ့73ရတယ်ဒါဆိုရင်ဒီပုံစံအတွက်အခုပြောတဲ့ pattern လေးမှန်တယ်ပေါ့နော်ဒါဆိုရင်တခြားသောဟာတွေအတွက်မှန်မှာလားအဲ့လိုမှန်မှ pattern လို့ကျွန်တော်သုံးဝင်ရှိမယ်ဒါဆိုရင်ကျွန်တော်ကစမ်းကြည့်လိုက်ရအောင်ခွန်3လီ20နဲ့မှ1ဒါဆိုရင်26လီ12နှုတ်ကြည့်လိုက်တယ်ဘာရလဲ9အလဲကိန်းရလားရတယ်ဒါဆိုရင်မှန်တယ်ဒါဆိုတော့ကျန်တဲ့ဟာတွေလည်းပဲကျွန်တော်ချိန်ကြိုက်ကြည့်ရအောင်9တက်လီ9အောက်ကကိန်းမြောက်ကြည့်တယ်2လေးလီ8 9ထဲကနေ8ကိုနှုတ်လိုက်တဲ့အချိန်မှာအလဲကိန်း1ရတယ်ဒါဆိုမှန်တယ်ဒါဆိုရင်ကျွန်တော်တို့ဒီ pattern လေးဒီအပေါ်ကနှစ်ခုမြောက်ချင်းတွေကနေအောက်ကနှစ်ခုမြောက်ချင်းကိုနှုတ်လိုက်ရင်အလဲကိန်းကိုရတယ်ဆိုရဲပုံစံလေးနဲ့ကိုက်ညီရဆိုရင်အဲ့ pattern လေးကိုအသုံးချပြီးတော့ဒီ question mark နေရာလေးကိုအဖြေရှာလိုက်ရင်ရသွားပါပြီဘယ်လိုလေးလဲဆိုတော့6 9လီ42ပေါ့နော်42ထဲကနေအောက်ကမြောက်ချင်း15လီ40ဒါဆို42ထဲကနေ40ကိုနှုတ်လိုက်တယ်ဆိုအဖြေက2ရပါတယ်ဒါဆိုရင်အဖြေမှန်လေးကကျွန်တော်တို့ဘာလေးဖြစ်မလဲဆိုတော့ကြတော့A B C D E တွေက2ဆိုတဲ့ D လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ pattern တွေဆိုတာဒီအခြေခံအဖြစ်အပေါင်းနှုတ်အမြောက်စားဒီထက်ပိုပြီးတော့လည်းနည်းနည်းလေးဆက်ဆက်မှုတွေရှိတယ်ပေါ့နော်အဲ့ဆက်ဆက်မှုကိုရှာဖွေဖော်ထုတ်ပြီးတော့နောက်လာမဲ့ဟာကိုသိကျင်တဲ့ဟာဘာလဲဆိုပြီးတော့အဖြေထုတ်ရတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က secondary level တွေကတိုင်ဝမ်ဝင်တင်ချတဲ့ပုတ်ဖြစ်တဲ့မိကုန်းတစ်ပုတ်ကိုပေါ့နော်မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်